TikTok မှာပတ်စံရှာနေဆိုရင်တော့ဒီ view လေးကိုအရင်ကြည့်လိုက်ပါ Okay TikTok မှာပတ်စံရှာလို့ကောင်းတဲ့အချက်နည်းလမ်း၄မျိုးရှိပါတယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ Creator Reward Program ဆိုတာဖြစ်ပါတယ်ဒါကတော့ view ပုံမူတည်ပြီးပတ်စံရမှာပဲဖြစ်ပါတယ် view များလေပတ်စံပိုရလေပါပဲဒါပေမဲ့သူ့မှာ ကန့်သတ်ချက်တွေရောရှိတယ်ကိုယ့်ရဲ့ TikTok အကောင့်ကဒီမှာပြထားပေးတဲ့နိုင်ငံတွေကဖြစ်ရမယ်မြန်မာ user ရဲ့အသုံးအများဆုံးကတော့ကျွန်တော်တို့ဂျပန်အကောင့်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဘန်အကောင့်နဲ့ချစ်ပြီးပတ်စံထုတ်ရတယ်လို့ပဲဖြစ်ပါတယ်ဘန်အကောင့်မရှိဘူးဆိုလည်းကျွန်တော်စီမှာလာပြီးတော့ထုတ်လို့ရနိုင်ပါတယ်ဖြစ်ပါတယ်နောက်လိုအပ်ချက်တွေကတော့ follower 1000ရှိရမယ်ရက်30အတွင်း view 3000ကျော်ရှိမှရမှာပဲဖြစ်ပါတယ်ကျွန်တော် tip တစ်ခုပေးချင်တာတော့ဗျာ international view တွေကိုရှာပါအဲ့ဒါမှပတ်စံပိုရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ TikTok shop ပဲဖြစ်ပါတယ်မြန်မာတွေအခေါ်များတာကတော့ကျွန်တော်တို့ချင်းဝါလို့ခေါ်ကြရပေါ့နော်ဒါကဘာလဲဆိုတော့ဗျာကျွန်တော်တို့ဒီပစ္စည်းတွေကိုပေါ့နော်သူများရဲ့ပစ္စည်းတွေကိုကျွန်တော်တို့အကောင့်ကနေရောင်းချပေးမယ်ဆိုရင် commission ကရတာပဲဖြစ်ပါတယ် TikTok shop ကတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့မရသေးမှာမဟုတ်ပါဘူးဒါပေမဲ့တခြားနိုင်ငံမှာရောက်တဲ့လူတွေတော်တော်အဆင်ပြေပါလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့ live ကနေပတ်စံရတာပဲဖြစ်ပါတယ် live လွှင့်ပြီး viewer တွေကနေ gift တွေပေးမယ်ဒါမှမဟုတ် TikTok ကတတ်မှတ်ထားတဲ့ follower တွေ view တွေကို live မှာရတယ်ဆိုရင်လည်း TikTok ကနေပတ်စံကိုပေးသွားအောင်ပါလေဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့ကိုယ့်ရဲ့ brand image ကနေပတ်စံရတာပဲဖြစ်တယ်ပေါ့နော်ကို့မှာ follower တွေများလာပြီဆိုရင်ကြော်ညာတွေလာအပ်မယ်လူတွေကကိုယ့်ကို sponsor video တွေလုပ်ခိုင်းမယ်ဆိုရင်ကျွန်တော်တို့ဒီကနေလည်းပတ်စံရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီ video လေးကိုကြည့်ပြီးရတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်